မင်္ဂလာပါရှင်ဒီနေ့မှာတော့မင်္ဂလေးတိုင်းရေပန်းထွက်ပြီးတက်လားဆိုတဲ့ခေါင်းစဉ်လေးကိုကျမ်းမာရေးဗဟုသုတတစ်ခုအနေနဲ့အသေးစိတ်ရှင်းပြပေးမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးမစတင်ခင်မှာ YouTube Channel လေးကို Subscribe လုပ်ပေးခဲ့ကြဦးနော်အသစ်တင်တိုင်းအမြဲတည်ရအောင်ဘေးနားကခေါင်းလောင်းလေးပါနှိပ်ပေးထားပါနော်မျိုးသမီးတုပ်ရည်ထွက်ခြင်း squirting ဆိုတာဘာပါလဲမိမကိုင်းလုံနိုင်ပါသလားအဲ့ဒီမေးခွန်းတွေကိုဆရာဝန်တွေကဖြေပေးထားပါတယ်မိမခန္ဓာကိုယ်ဟာလိုဝက်ဆန်းကျဲပါတယ်ကြီးစားပေါ်ရှိမရှိကိုညင်းသူတွေကညင်းနေကြတော့မှမိမတုပ်ရည်ပန်းထွက်ခြင်းနဲ့ပတ်သက်ပြီးလဲအငင်းခုန်တွေဖြစ်နေပါတယ်ကံကောင်းစွာနဲ့မကြသေးခင်ကလေ့လာချက်တွေကတုပ်ရည်ပန်းထုတ်တာနဲ့ပတ်သက်ပြီးတချို့တစ်ဝက်ကိုဖြေရှင်းနိုင်ပြီးဆိုပါတယ်အဲ့ဒါကဘာလဲမိမတော်တော်များများကအဲ့ဒါကိုစီးလို့ပဲထင်ပါတယ်ပြင်သစ်လေးလာချက်တစ်ခုကအရေပန်းထုတ်တတ်တဲ့မိမတွေကိုစစ်ဆေးပြီးနောက်မှာအဲ့ဒီမိမတွေပြီးဆုံးပြီးသွားရင်စီးအိမ်ထဲကစီးပမာဏလျော့နေသွားတာကိုလေးလာတွေ့ရှိရပါတယ်ဒါပေမဲ့အော်စတီးယားကစီးလန်းကျောင်းဆိုင်ရာပညာရှင်တစ်ယောက်ကတော့မိမပရောစတိတ်ကလင်းနဲ့အရေပန်းထုတ်ခြင်းကိုလေးလာတွေ့ရှိခဲ့ပြီးဆိုပါတယ်သူ့ရဲ့လေးလာချက်အရ30%ထက်နည်းတဲ့မိန်းမတွေဟာစီးမဟုတ်ဆက်ဆံစဉ်ထွက်တဲ့အရေးမဟုတ်တဲ့အခြားအရေးတစ်မျိုးကိုတွေ့ရှိခဲ့ပြီးဆိုပါတယ်အဲ့ဒီအရေးဟာယောက်ျားတစ်ယောက်ဆက်ဆံစဉ်ထွက်ရှိတဲ့တုပ်ရည်နဲ့ဓာတုဗေဒသဘောချင်းတူနေတာတွေ့ရပါတယ်အဲ့ဒါဘယ်ကလာလဲမိန်းမတစ်ယောက်ရဲ့မအင်္ဂါအတွင်းပိုင်းအပေါက်နားလေးမှာဂလင်းသေးသေးလေးတွေအများကြီးပါအဲ့ဒါတွေကမိန်းမတုပ်ရည်ရဲ့အရင်းမြစ်ဖြစ်နိုင်ပါတယ်အဲ့ဒီဂလင်းလေးတွေကိုမိန်းမ prostate ဂလင်းလို့လည်းခေါ်ပါတယ်တကယ်ထွက်တဲ့မိန်းမတုပ်ရည်ဟာအပြာကားတွေထဲကမိန်းမတွေထွက်တာနဲ့မတူပါဘူးတကယ်ထွက်တဲ့တုပ်ရည်ဟာအနှံပြင်းပြီးကြစ်ချွေချွေအဖြူရောင်ရှိပါတယ်တကယ်အရေးပန်းထွက်တယ်ဆိုတာဟာအဲ့ဒီအရေးနဲ့စီးနဲ့ရောထားတာပါပြောရရင်အပြာကားတွေကရိုက်ကွက်တွေဟာအတုတွေပါမင်းသမီးရဲ့မအင်္ဂါထဲကြိုပြီးထိုးထည့်ထားပြီးလှုံ့ဆော်ပေးလိုက်တဲ့အခါပန်းထွက်လာတာပါမိန်းမတိုင်းတုပ်ရည်ပန်းထုတ်နိုင်ပါသလားဒီကိစ္စကတော့ပြောရခက်ပါသေးတယ်မိန်းမတစ်ယောက်ဘလောက်ကောင်းနေအနေတုပ်ရည်ပန်းထုတ်နိုင်ဖို့ဆိုတာမသေးချာပါဘူးမိန်းမတစ်ယောက်ချင်းစီအတွက်ကွဲပါသေးတယ်အာဖရိကကတချို့လူမျိုးစုတွေမှာမိန်းမတိုင်းကအရေပန်းထုတ်နိုင်ပါတယ်တချို့လိန်ကျွမ်းကျင်ပညာရှင်တွေကလည်းမိန်းမကိုအရေပန်းထုတ်နိုင်အောင်သင်ပေးနိုင်တယ်ဆိုပါတယ်ဒါပေမဲ့မိန်းမတွေအရေပန်းထုတ်ခြင်းကပိုကောင်းကောင်းခံစားရတယ်လို့မဆိုလိုပါဘူးအဲ့ဒါကမိန်းမတွေရဲ့ကိုယ်ခန္ဓာတည်ဆောက်ပုံနဲ့ဆိုင်နိုင်ပါတယ်တချို့မိန်းမတွေကတချို့ဆက်ဆံပုံတွေကိုပိုကြိုက်တယ်လို့ပါပဲတချို့ကအရေပန်းထုတ်နိုင်ပါတယ်ဒီကိစ္စမှာမေးခွန်းတွေအများကြီးရှိနေပါသေးတယ်